အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်ဆက်ပေးခြင်းတဲ့ဇလန်လေးကတော့ဘိုးတော်ပြန်ဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဇလန်စာမသွေးဘူးတရားဆိုစီစီလေးဘော်တွေသကုံပြနေတာအဲ့တော့သူ့ကိုယုံကြည်ရင်ကိုးဝဲလို့ရတယ်ဆိုပြီးလော်ဘီလုပ်နေရကနှုံမဆန်းတဲ့ငိုခြင်းနဲ့ပြီးတော့ဘိုးတော်မှာဓာတ်လုံးရှိတယ်သူဓာတ်လုံးကအတကုံလုံးနဲ့ဆိုတာနဲ့ဒိုးချလာတာမိမတွေကြီးပဲကိုမှဇမင်သားဆိုလေဒင်းတို့အခုဓာတ်လုံးဆိုလေဒင်းတို့ပဲလုံးလာကြိုက်လို့ဖြစ်မှာပါအဲ့ဒါဘလောက်ကြိုက်လဲဆိုစရင်ကြိုက်တော့ငှားထားတယ်လူအတကုံများလို့အဲ့တော့ဘိုးတော်လေဟန်ပေါ်ပါနဲ့ကြွားပြီးတော့စကားတစ်လုံးမှပြောစရာမလိုပဲသူတို့ပါသူတို့ဆူတောင်းသူတို့ပါသူတို့ပြည်နေလှုပ်ကောင်းနေတာအဲကနေဘိုးတော်သတင်းကတပီလုံးပြန့်သွားပြီအနေနဲ့ရက်ကပါဒိုးချလာတာလုံဆိုပြီးဦးခုံးတော်လေးများပါတယ်ကိုမဦးခုံးနောက်ရက်ခရီးမသွားပဲဘိုးတော်စီဒိုးချလာတာအမှလည်းတယောက်တစ်ပေါက်နဲ့ဘိုးတော်ကိုလူဝဲပစ္စည်းပဲအဲ့ဒါကိုလေလော်ဘီနှုံးမဆန်းတဲ့ကိုချင်းတွေကပဲတာဝန်ယူတာလာတဲ့လူတွေကလည်းပြဿနာပေါင်း1600နဲ့ဘယင်းငယ်ကိစ္စနှလုံးသုံးလုံးကိစ္စစုံစီနေတာပဲအဲ့တော့ဘိုးတော်လည်းရှေ့မှာအစဉ်ပြေဒါပေမဲ့အစဉ်မပြေတာသူမိမစတန်ကဘိုးတော်တီးထိုးတာအပြင်မှာ3ယောက်အထဲမှာ1ယောက်နဲ့ကိုသူကလေးဘောလာပြန်နေတာစတန်ကတော့လက်ဝိတ်တော့မထိုးနိုင်ဘူးသူ့ယောက်ျားကိုသတိရလို့အဲ့တော့ဖုံဖုံလည်းမကြည့်ရတာနဲ့သူတို့ပဲအရှိကြီးကိုပဲလိုက်ရှာခိုင်းအရှိကြီးတဲ့ရှာတော့ရှာပေမဲ့ငနဲကိုမတွေ့ဘူးဘယ်အတွေ့မလဲငနဲကဝူခုံးတော့မမယ်ဆိုပြီးကြွချလာတာဝူခုံးတို့လည်းပြနဲ့ပစိုးတွေနဲ့ခြေထောက်သုံးပြီးတော့ဘိုးတော်ကသူ့ဓာတ်လုံးအရင်ထုတ်ပြတာခဲဘတ်ဆောက်ကူကိုအတော့ကိုလုံးထားတဲ့ဓာတ်လုံးအမဝူခုံးတို့လည်းဓာတ်လုံးရဲ့ဓာတ်သားတွေခံတဆက်တဲ့ဘိုးတော်ကလည်းသူတို့အိမ်မှာရွှေအိုးအာရလို့ရရင်တရားတော်ကတီးကြမှာလို့ဒါဝူခုံးတို့လည်းပျော်ပြီးတစ်ပင်တက်တော့မယ်အဲချိန်ဒီဘက်ကစတန်ကလည်းပိန်းနေသည်တွေအဖွားကြီးစီမှာအကျွေးဝယ်စားပြန်လာတော့ခလေးတွေကိုရိုက်တာခလေးတွေကလည်းတကယ်ငိုတာတရုပ်ဆောင်ကောင်းချမ်းအဲ့ဒါသူတို့တရုပ်ဆောင်ကောင်းနေတော့ဝူခုံးတို့ကရွှေအိုးရတာရွှေတွေကမြေကြီးတဲ့ကမြုပ်တာအယောင်တွေကိုတောက်ခံနေရပဲဒါနဲ့တရားတော်ကခွဲမယ်လို့ဒါပေမဲ့ဘိုးတော်ကသူ့အနေနဲ့ဒါတွေထူခွဲရောင်းချဖို့အဆင်မပြေဘူးဆိုတာနဲ့ဝေသားဆိုရင်ကောင်းမယ်လို့တာဘူးခုံးတို့လည်း2သိန်းနဲ့ဈေးဖြတ်ပေးလိုက်တယ်အလုံးနဲ့ဘိုးတော်လည်း2သိန်းရသူမိမစတန်ကလည်းပူပူစကေးရသကုံနာလို့တယောက်တည်းတီးထုတ်ပေးလိုက်တာနောက်တစ်ယောက်အမဦးခုံးတို့ကလည်းရွှေသွားရောက်တာအတူတွေဖြစ်နေတော့အခုမှဘိုးတော်ကအလိန်ဆိုတာသိလိုက်ရတယ်ဒါနဲ့ဘိုးတော်တက်ခန်းလာချမ်းတာသူတို့လိုအလိန်ခံတဲ့လူတွေနေရမှာမဟုတ်ဘူးဒါနဲ့သူတို့လည်းပြေစတန်ကလည်းသူ့ယောက်ျားလိုက်ရှာမယ်ဆိုပြီးခလေးတုံးနဲ့ထွားချလာတာဘာမှမတွေ့ဘူးဘယ်အတွေ့မလဲသူကနှုံးမဆန်းတဲ့ငိုချင်တွေကိုနှိပ်ပေးနေရတာငနဲကဆိုမသွေးဘူးရန်ကုန်တက်ချလာတော့ကတခါတည်းဖမ်းပြီးအယောင်ဆောင်ခိုင်းလိုက်တာအဲ့တော့အကုန်ရှုပ်ကုန်ပြီစတန်တို့ကလည်းပတ်စမပါတော့လမ်းဘေးမှာရှိတာထိုင်တီတာအောက်ကခလေးကအသုံးခောက်နေပြီပစိုးတွေဆော့လုံးတာတော့အဲချိန်ကြမှာမသွေးဘူးကလည်းချောင်းပြန်လာဖုံဖုံကလည်းလွဲကုန်ပြီဆိုတာနဲ့ငနဲလေးပတ်စလေးတွေပဲပေးခဲ့ပြီးနှုံးမဆန်းတဲ့ငိုချင်တွေစီပြန်ချလာအဲ့တော့မှစတန်ကလည်းရွာပြန်ရောက်လာနေဟိုပါရှုပ်ခံနေရပဲဒါနဲ့ငနဲတွေလည်းနောက်ဆုံးတစ်ခွင်ဆိုပြီးတင်ညာကုန်းမှာမသွေးဘူးကိုလေးပေါ်ပြန်ခိုင်းတော့ရွာသားတွေလည်းထူးဆန်းနေဆိုပြီးတရွာလုံးဝိုင်းကတော့နှုံးမဆန်းတဲ့ငိုချင်တွေလည်းအတော့ကုန်ထောပြီးထင်တာစတန်ကဘဲကသတင်းရလာလည်းမသိဘူးဟိုငနဲကိုရက်ဆက်တယ်တို့ဓပတ်လုံးတို့လာလို့တော့ရွာသားတွေလည်းလိန်နာသိသွားပြီဟိုးဘဖိုးတော်တို့အောင်နိုင်ကျော်တို့ဆိုပြီးဆော့ဆဲပြီးအတော့ကုန်ဒိုးချတော့ရောကိုမအမသူတို့နှစ်ယောက်လည်းထပ်ပြဿနာတန်းစတန်ကလည်းငနဲနဲ့မပေါင်းတော့ဘူးသူပါသူကြော်ကြီးတို့နဲ့ပဲပေါင်းပြီးလက်ဝိတ်သွားထိုးတော့မယ်ဆိုတော့ဘိုးတော်ငနဲလေအတင်းလိုက်ဆွဲဟိုကလည်းအတင်းပြီးတော့ကားဝင်ချုံသွားတာမိုင်းဖန်နေကြတဲ့ငရဲတန်းရောက်သွားရောအမမီးပင်လေတို့ဓားတောင်ကိုဖြန်းပြီးတော့မီးနဲ့ဓားနဲ့ရောတဲ့နေရာရောက်မှမိုင်းဖန်နေကအခုထိငရဲကမကျွတ်သေးဘူးဒါကလည်းခံနေရတာဟိုမှာအဲကနေဘိုးတော်ရောင်ဆောင်းတဲ့ငနဲရဲ့မိုင်းဖန်နေရဲ့အဲဝက်ဆောင်တွေနဲ့ပဲငရဲဒဗလဲချရင်ပြီးဆုံးသွားပါပြီပေးရင်တဲ့ message ကတော့မိုင်းဖန်နေငရဲချတာတော့ဘောင်းမိမလဲဘူးဆိုတာပါပဲဟိုမှာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ